Manchester United ဘယ်လောက်ကောင်းခဲ့တယ်လဲအားလုံးပဲမင်္ဂလာပါ 1H2 ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United နဲ့ Liverpool တို့ရဲ့အားပြိုင်မှုမှာနီးပြ Michael Carrick ရဲ့ပြောင်းလဲပြင်လွယ်ရှိတဲ့နီးပြူဟာတွေကတကယ်ကိုအသက်ဝင်ခဲ့ပါတယ်ဝဲစားကလေးကဘောလုံးပိုင်ဆိုင်မှုအသာစီးရအောင်ကြိုးစားခဲ့တာဖြစ်ပြီးပထမဂိုးမရခင်66ရာခိုင်နှုန်းဒုတိယဂိုးမသွင်းခင်55ရာခိုင်နှုန်းအထိဘောလုံးကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်ဒါဟာ United အတွက်မမြင်ခဲ့ရတာကြာပြီဖြစ်တဲ့အားရစရာခိုက်တံပါပဲဒါပေမဲ့နှစ်ဂိုးပြတ်သွားပြီးတဲ့နောက်မှာတော့ကာရစ်ကစားကွက်ကိုပညာသားပပပြောင်းလဲလိုက်ပြီးလီဗာပူးကိုဘောလုံးပို့ပေးခိုင်ကတံပြန်တိုက်စစ်တဲ့ခဲစစ်ကိုပဲအာရုံစိုက်ခဲ့ပါတယ်ဒီပွဲမှာ United ရဲ့တဦးချင်းမှားခဲ့တဲ့အခိုက်အတန့်တွေကလွဲရင်ခဲစစ်ကစားပုံနဲ့ဘောလုံးပြန်လဲရယူပုံတွေကတကယ်ကိုကြီးကျူးစရာပါပြိုင်ပွဲရဲ့တိုက်စစ်ကိုလိုက်လံနှောက်ယှက်ပြီးဘောလုံးပြန်ရအောင်လှုပ်ဆောင်တဲ့နေရာမှာကစားသမားတွေဟာတဦးချင်းရောအဖွဲလိုက်ပါအပေးယူတဲတဲနဲ့ကစားနိုင်ခဲ့ကြပါတယ်လီဗာပူးနီးပြအာနယ်စလော့ကတော့သူ့ရဲ့ကစားသမားတွေကိုတဦးနဲ့တဦးအနီးကပ်တိဆောက်ကစားခိုင်းပြီးဖလိုရီယန်ဗစ်နဲ့ဒိုမီနစ်စပေါ်စလိုင်းတို့ကို Force 9အဖြစ်အသုံးချကအခွင့်အရေးရှာခဲ့ပေမဲ့လေ United ရဲ့နောက်တန်းကတော့တီတီငိမ့်ငိမ့်နဲ့နေရာမပြတ်ပဲထိန်းချောင်းသွားနိုင်ခဲ့ပါတယ်အချက်လက်တွေရကြည့်ရင်လည်း United ရဲ့ဘောလုံးပြန်လဲရယူနိုင်စွမ်းကဘယ်လောက်အထိမြန်ဆန်တယ်လဲဆိုတာသိတာပါတယ်ပထမပိုင်းမှာလီဗာပူးရဲ့ဘောလုံးကင်ထားတဲ့အချိန်ဟာပြန်မြ21စက္ကန့်ပဲကြာမြင့်ခဲ့ပြီးဒါဟာသူတို့ရဲ့ယာတီအလိုက်ပြန်မြ29စက္ကန့်ထက်အများကြီးကျော်နေသွားခဲ့တာပါဆိုလိုတာက United ကစားသမားတွေဟာပြိုင်ဘက်ကိုကစားကွက်တိဆောက်ခွင့်မပေးဘဲလင်းလင်းမြဲမြဲပဲဘောလုံးကိုဖျက်တောက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုဖိအားပေးကစားနိုင်မှုကပဲပွဲကိုအသာစီးရစေခဲ့တဲ့အဓိကတော့ချက်တစ်ခုဖြစ်ခဲ့တာပါတိုက်စစ်စင်တဲ့နေရာမှာလည်း United ဟာပုံစံမျိုးစုံနဲ့အနေရပေးနိုင်ခဲ့ပါတယ်တခါတလေမှာစိတ်ရှည်ရှည်နဲ့ကစားကွက်တိဆောက်သလိုတခါတလေမှာတော့နှင်းမြဲနဲ့ဓာတ်ရိုက်ပေးပို့မှုတွေနဲ့ပြိုင်ဘက်ဂိုးပေါက်ကိုချင်းချောက်ခဲ့ပါတယ်ဒီလိုကစားကွက်အမျိုးမျိုးကိုအခြေအနေပေါ်မူတည်ပြီးအသုံးချနိုင်ခဲ့တာကလည်းကာရီရဲ့လက်အောက်မှာအသင်းကဘလောက်အထိတိုးတက်လာခဲ့တယ်လဲဆိုတာကိုပြသနေရပါကစားသမားတိုင်းကလည်းသူတို့လုပ်ရမယ့်အခန်းကဏ္ဍကိုတေချာနားလည်နေပုံရပါတယ်ပွဲအတွင်းမှာအမှားယွင်းအချို့ကြောင့်ခြေပါဂိုးတွေပြန်လဲခွင့်ပြုလိုက်ရပေမဲ့လေကာရီကချက်ချင်းဆိုသလိုပြောင်းလဲလိုက်တဲ့နီးပြူဟာတွေဟာအတော်လေးအသုံးဝင်ခဲ့တာအားလုံးအမြင်ပါပဲအစောပိုင်းကအန်ဒီရဲ့များတဲ့တူတူနဲ့မြန်မြန်ပေးပို့မှုတွေအစားအသင်းကိုပိုပြီးကြက်ကြံပြက်ပြက်နေရယူစီခဲ့ပါတယ်အထူးသဖြင့်ကိုယ့်ဘက်ကခံစစ်စုံတွေမှာအမားမခံတော့ပဲဘောလုံးကိုလုံခြုံအောင်ထိန်းကြီးခဲ့တာပါဒီလိုအချိန်နဲ့တပြေးညီဆုံးဖြတ်ချက်ချနိုင်မှုကပဲ United ကိုကမောက်ကမဖြစ်သွားမဲ့အခြေအနေကနေပြန်လဲဆက်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ကွဲလဲမှာတော့ Casemiro နဲ့ Kobe Mainoo တို့ပို့ပြီးအတွဲညီလာတာကအားရစရာဖြစ်ခဲ့ပါသေးရဲ့။အရင်ကလိုနီးနီးကက်ကက်စားတာမျိုးမဟုတ်တော့ပဲ။ Mainoo ကခံစစ်ကနေတိုက်စစ်ကိုဘောလုံးတည်ဆောင်ပေးရတဲ့တာဝန်ကိုယူခဲ့ပြီး Casemiro ကတော့ရှေ့ကိုပို့တက်ခါတိုက်စစ်ကစားသမားတွေနဲ့ပူးပေါင်းခဲ့ပါတယ်။ဒါပေမဲ့ဒီလိုနေရာယူတဲ့ကစားကွက်အပြောင်းလဲကပဲလီဗာပူးကိုပို့ပြီးဒုက္ခပေးနိုင်ခဲ့တယ်လို့ United ရဲ့ကစားကွက်ကိုလည်းပို့ပြီးဟန်ချက်ညီစေခဲ့ပါတယ်။အဆုံးမှာတော့ဒီလိုပါနေတဲ့နီးပြူဟာအခင်းချင်းတွေကြောင့်ပဲမန်ယူတို့ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1H2 ကို like and follow လုပ်ထားပေးဖို့ပြောကြားရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။